ခင်မွန်းတက်ဝေခဲလာရီရှင်ပြင်းဆိုတာဆန္ဒရှိရာကိုပြောနိုင်တဲ့နေရာလို့ကျွန်တော်ထင်ခဲ့တယ်။နင်းနင်းချချအိပ်ပါခင်မွန်းတက်ဝေအဖိုးတန်ကြည်လေးတစ်လုံးကျွန်တော်ထွန်းထားရပါတယ်။မျက်စောင်းတွေနဲ့ပလင်တော့မပြောပဲရေပြနေရတဲ့တိမ်တအုပ်ဖြိုင်းတအုပ်မြူတအုပ်ဆေးပြစာတိမ်မောကြီးတွေကမြစ်လယ်မှာတည်၍ပြန်တွေ့ကြဖို့အစီအစဉ်သည်ရှိ၏မရှိ၏ဘာမှမရခဲ့ပါဘူးဘာမှမရခဲ့လို့ဒါကြပြစရာဖြစ်နေတာလေတခုခုရလိုက်ပူရင်တခြားလူဖြစ်သွားတော့မှာပေါ့ခင်မွန်းတော်ရဲ့အဲ့ဒီလိုနဲ့ပဲကို့ပန်းပွေးကိုရက်လို့တိုက်ဘေးရာပင်လေးမမိုက်မမဲထွက်ခွာသွားပါပြီဒါပဲနဲ့စင်အဲ့ဒီလမ်းမှာခင်းနာပါတလဲမြက်ကလက်မခံတော့ရင်ကမ်းမှာတင်မယ်ဘယ်ကမ်းမှလက်မခံတော့ရင်ရောတဲ့တောင်ပင်လေကိုမျောလို့ပန်းတုံးပိတာလှူပေးခွဲတလဲတီးတွေဝရင်ထဲမှာဘူအောင်ကျော်လန်းကခုတွေတိတ်နှွဲ့တက်ကြတာတည်တယ်မောင်ဆရာကြီးတော့ခင်မွန်းတော်ဝေဒီအကြောင်းထရနဲ့မစ္စတာရှိကိုမစ်ကောပို့မယ်အချစ်တဲ့ဒေါ်လာဈေးတွေကျော်လာကြောင်းမနစ်ကတမပင်ရိတ်ကိုပဲမဟုတ်လားအညာသားလေးရောင်းတဲ့ရခိုင်မို့တည်တဲ့ရေရတယ်တော့ခင်မွန်းတော်ဝေကျွန်တော်ကလည်းကျွန်တော်ပါပဲတိမ်မမြင်တောင်မမြင်ခင်မွန်းတော်ဝေကိုပဲတိုင်ပင်ချင်နေမိတယ်ကန္နာလန်ကိုပြန်လာပဲကောင်းပါပါလှိုင်းစကားလေစကားမှာကျွန်တော်လွမ်းကြောင်းကြားပါရဲ့လားခင်မွန်းတော်ဝေဆန်ရိပ်ညီအဆောင်နဲ့တစ္ဆာတီအဲ့ဒီခေဝတ်တစ်ချင်းနဲ့ဖိတတ်တဲ့လက်ဖက်ရည်ဆိုင်ရင်ကိုမရောက်ဖြစ်တာကြားပြီခုနောက်ပိုင်းစီကရက်တစ်စိတ်အသစ်တွေတောက်ဖြစ်တယ်ပဒင်းခန်းစီအနေရည်အလဲတယ်ရှောင်းပင်ရဲ့အာမဆန်ကိုပြန်ကြည့်နေတယ်တိုင်ဦးလေးပြေမောက်ကိုစီတစ်ချင်းကိုနေယူပါရှင်လောက်ကြည့်တယ်မျောလင့်ချက်တနေရာမှာလေးဆွဲတကြောင်မှာကီးတချမ်းတင်နေတယ်စင်ရော်တွေတော့တွေ့ပါရဲ့ကျွန်တော်မဖြူစင်ချင်တော့ဘူးခင်မွန်းတော်ဝေမီးရောင်လေးပေါ်အဝေးမှာတယောက်ယောက်ကိုလောင်နေတာဖြစ်မယ်လာတာလိုက်တာလို့တယောက်တည်းပြောနေရတဲ့ဒုက္ခကိုတော့မုံလာတယ်ကိုနုံးလာတော့တန်အကြောင်းခောက်တန်ဆက်တစ်ချက်ကြားရတယ်၄နိုင်ရင်ကိုဘသူထိုးသွားခဲ့ပါလိမ့်ကွယ်ပြန်အိမ်လုံးမဖြစ်တော့ဘူးလေ MPD မဲ့စိတ်ဝင်လာတယ်ကျွန်တော်တို့နှစ်ယောက်လုံးမောင်းနာတွေကခုတီဖြစ်နေတာခက်တယ်တန်နေရာနဲ့ကိုနဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ထားတာပြောပြမယ်မပြပြရစီနဲ့မပြပြရစီနဲ့ပေါ်လို့ကြားရလားခင်မွန်းတော်ဝေတနခါပန်းလေးတစ်ခတ်ခိုင်တူးရဲ့ဝေးကွာချင်းကတို့အတွင်မှာငှက်လေးတွေကိုမမောင်းလိုက်လေနော်လို့ရွတ်ပြခဲ့ဘူးတဲ့မိကောက်ရဲ့တေတန်းစာကပြတစ်ပိုက်ဘာမှပြန်အန်းစရာမလိုပါဘူးလက်ပြရင်တိုးလေးတစ်ခုတောင်ပြန်မအန်းပါနဲ့စံညက်ကလေးတစ်ခုတောင်မှပြန်မအန်းခဲ့ပါနဲ့အနက်ဆူဆူလက်သေးဖြက်စီတပလင်းလော်ရယ်နှခမ်းနေအရာတင်ကြရင်ခဲ့တဲ့တစ်ခွာတစ်စိတ်တစ်ရှူလေးကတရွက်ဘာမှပြန်မအန်းလိုက်ပါနဲ့ခင်မွန်းတော်ဝေတန်ရတန်ကြီးတာပြီးချခဲ့တာပါစကရာလေးဖွက်ကြည့်မယ်နော်ခင်မွန်းတော်ဝေရေကန်အလဲမှာဂျာပန်နှစ်ပွေမိမလှလေးက၄ယောက်ဖြစ်နေတဲ့ဘလို့ပန်ကြမှာလဲကွယ်ပန်းမေးပြီလားခင်မွန်းတော်ဝေပေးတဲ့ပန်းကိုပေါင်းလိုက်တော့သုံးပွေပြစ်သွားတာပေါ့နော်ခင်မွန်းတော်ဝေကပန်းပန်စရာမှမလိုတာကွယ်တကယ်ဝေးကြပြီဆိုတော့လေစပယ်မွေးမြတွေဘာဖြစ်တယ်ညာဖြစ်တယ်ပလီစီ6ချက်နဲ့နေတိုင်းလာတိုင်းကိုမပြောတတ်ဘူးခင်မွန်းတော်ဝေကြောခိုင်းလုံးမှခြေစင်လမ်းမပြည့်ခင်အရင်နေရာကနည်းနည်းနာလာတယ်ရော့နှစ်ပတ်ခင်မွန်းတော်ဝေတစ်ခွက်ရောပြပါညီလေးမှုကစုံးကိုခင်မွန်းတော်ဝေစိတ်ကောက်တယ်လို့ဘ
ပေါက်ဆက်လေးကြော်ပြီးကွာခရုစီရှော့ဟာခင်မွန်းတော်ရမချွဲတတ်ဘူးမင်းဟင်းရီကလည်းကွာခင်မွန်းတော်ရမျက်စောင်းလို့မချိုးပါလားနနပြေအောက်ကွာညီလေးရဲ့ချက်တုံဖြူလေးပါတဲ့တရက်လေးဖွေးခနဲ့ပေါ့စီကရက်တပွဲချဘယင်မနှက်စီ200ဘူးခင်မွန်းတော်ရမြများပေါက်ပြီးကွာအော်အရှိကောင်းငယ်မှာမိုးတွေညှို့ပြီလားတဆောင်းတစ်ပါတော့မယ်ခင်မွန်းတော်ဝေတက်ကြွငှက်လေးတွေတောင်ခုတလောစောင်းခိုကြတော့မယ်အဲ့ဒီတနက်ကကြီးစံမှာကျွန်တော်လိုက်စာပါတယ်မဟုတ်လားတတိတသက်ဖိတ်စာမှာပုံညက်ပင်ချီရင်အိမ်နံဘက်ကပုရှကင်ပွဲလွန်ခဲ့တဲ့ခုနှစ်ကြပြားနဲ့တဲလောက်ချစ်တတ်သူများရိတ်တာတောကမြို့တော်မှတ်မိပါတယ်နော်ခင်မွန်းတော်ဝေတမင်းမြေကျွမ်းလောင်ခြင်းမှတ်တိုင်မှာဆင်းဖို့အားလုံးကိုပြောပြီးကွယ်တစ်ချက်တည်းနဲ့တေအောင်ပြစ်စီချင်ပါတယ်ကျွန်တော်ရက်လိုက်ပါတော့မယ်ငှက်ကလေးတစ်ကောင်ဖြစ်ပြစေလို့ကျွန်တော်ဆုတောင်းပြီးတဲ့အခါအားလုံးရက်လိုက်ပါတော့မယ်ရက်ဆက်ရွရွစွာတစ်ချက်တည်းပြပါခင်မွန်းတော်ဝေရဲ့နှက်ပြီဘယ်နှထက်မှတွေ့ကျွန်တော်တို့မမေ့ကြကြလေနော်ရန်ကုန်စိတ်ကိုလည်းတတိယပါတီတာဦးကိုလည်းတတိယပါခင်တင်းကမမကြီးဆိုင်ကိုလည်းတတိယပါတိန်တော်ကြီးနဲ့ငဝန်စိတ်ကံတပြေတန်းနဲ့ယူကလစ်ပင်ရွှေမြင်းတင်းမှာတောင်းတဲ့စုမှန်လည်းမြခုနိုင်ပါခင်မွန်းတော်ဝေကောင်းတော့မနဲ့ခင်ပါဆိုတာကိုတော့မနဲ့ဖက်မနဲ့မှာမြင့်လက်စိန်ခိုးပြားလေးတစ်ကောင်လာပြောပါလိမ့်မယ်သူ့ကိုမထောက်လိုက်နဲ့တော့ခင်မွန်းတော်ဝေကောင်းရမွန်ရရောက်ပါစေချမ်းသာပါစေချမ်းမြေပါစေကျွန်တော်တော့ငရဲမှာတန်းတစ်